ဒီတဘာဝကြီးယေရှုခင်ဒီအလှပတရားတွေအကုန်လုံးဟာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကမ္ဘာတည်တည်ပိုင်ကြပါကျွန်တော်ရဲ့နတ်မတော်ခီးစဉ်ဒီမှာပြီးဆုံးပါပြီအားလုံးကျေးဇူးတင်ပါတယ်Yeah,
စုရမ်းမိုင်ပေါင်း13902မိုင်အကျယ်ဝန်းရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ချင်းပြည်နယ်ကြီးအတွင်းမှာတိဘက်မြန်မာအုပ်စုမှာဆင်းသက်လာသောချင်းတိုင်းသားများနေထိုင်ကြပါတယ်လူဦးရေမှာ1968ခုနှစ်သန်းခေါင်စည်ရင်အရ3,39,000 ခန့်ရှိပါတယ်ဘာသာစကားမှာဘာသာတူတန်ခွဲစကားမျိုးဖြစ်ပြီးအခြေခံတူပြီးတိကျဘာသာစကားများလည်းကွဲပြားနေပါတယ်နိုင်ငံအတွင်းချင်းဘာသာစကားမှာ44မျိုးကကွဲပြားလျက်ရှိကြောင်းမြမဆွေစုံကျမ်းမှာဖော်ပြပါရှိပါတယ်ချင်းပြည်နယ်တစ်ခုလုံးဟာလည်းအလွန်ထူထပ်တဲ့တောင်တန်းများနဲ့သာဖွဲ့စည်းထားတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာပင်လယ်ရေလိုင်းနေလို့ပါပဲချင်းတောင်လိုင်းတွေအဲ့ဒီချင်းတောင်လိုင်းတွေအထက်မှာချင်းမျိုးနယ်စုဝင်ပေါင်း44မျိုးကနေထိုင်တယ်လို့သိရပါတယ်ကျွန်တော်မြန်မာနိုင်ငံတွင်းမှာပြည်တင်းနေထိုင်ကြတဲ့တိုင်းသူတိုင်းသားတွေထဲမှာချင်းလူမျိုးတွေဟာမျိုးနယ်စုအများဆုံးလို့ယူဆလို့ရပါတယ်ကျွန်တော်အခုမြင်တွေ့နေရတဲ့ဟောဒီချင်းတောင်တန်းကြီးရဲ့ကြားမှာမျိုးနယ်စုဝင်ပေါင်း44မျိုးနေထိုင်ကြတဲ့ချင်းလူမျိုးတွေရဲ့အကြောင်းကိုကျွန်တော်လေ့လာရှာဖွေပြီးတော့ချက်ကူးတင်ဆက်သွားမှာအဲ့ဒီ44မျိုးတွေကထူးခြားမှုအရှိဆုံးစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့ချင်းလူမျိုးတွေအကြောင်းကိုကျွန်တော်အဓိကရိုက်ကူးမှာပါအဲ့လိုရိုက်ကူးတဲ့နေရာမှာလဲကျွန်တော်တိုင်းသားလူမျိုးတွေရဲ့အားနည်းချက်ကိုကျွန်တော်ရှာဖွေပြီးတော့ရိုက်ကူးမှာဖြစ်ပါသူတို့ရဲ့ရိုးသားမှုကိုကျွန်တော်ရိုက်ကူးမှာသူတို့ရဲ့ရိုးသားမှုကိုကျွန်တော်မတင်ပြတတ်ရင်ကျွန်တော်ဟာမရိုးသားတဲ့သူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်အရိုးသားဆုံးနဲ့တိုင်းသားတွေရဲ့ယုံကြည်မှုကိုးကွယ်မှုဓလေ့ဇယိုက်တွေကိုဟောဒီချင်းတောင်တန်းတွေကြားတဲ့ဝင်ပြီးရှာဖွေတင်ဆက်သွားမှာပါအခုမြင်တွေ့ရတဲ့တောင်ထိပ်လေးကတော့ဒါကျွန်တော်တို့တက်ခဲ့တဲ့နမတောင်ထိပ်ဖြစ်ပါတယ်ဟိုနမတောင်ထိပ်ကနေကျွန်တော်တို့ဆယ်မိုင်စခန်းကားလမ်းနေဆင်းလာတဲ့ခါနောက်ထပ်26မိုင်သွားပြီးလို့ရှိရင်အခုမြင်တွေ့ရတဲ့တောင်ရိုးလေးပေါ်ကမြို့ပါမင်းနဲ့မြို့ပါအဲ့မင်းနဲ့မြို့ရောက်မှာဖြစ်ပါတယ်ဒီမင်းနဲ့မြို့မရောက်ဝင်မှာကျွန်တော်တို့ဒီတောင်ကြားတွေမှာရှိတဲ့ချင်းလူမျိုးတွေနေထိုင်ကြတဲ့ရွာတွေထဲကကြားထိုရွာဆိုတဲ့ရွာလေးကိုကျွန်တော်ပေါ်မှာပါအဲကြားထိုရွာမှာချင်းလူမျိုးတွေရဲ့သူတို့ရဲ့ယုံကြည်မှုကိုးကွယ်မှုဓလေ့ဇယိုက်ကဘယ်လိုရှိလဲဘာထူးခြားမှုရှိလဲဘယ်ဟာစိတ်ဝင်စားဖို့ကောင်းလဲဆိုတာကိုကျွန်တော်ရွေးချယ်ပြီးတော့ပိဿက်ကြီးကိုတင်ဆက်သွားမှာဖြစ်ပါတယ်